မနောတံသဗ္ဗတောတခတိနောဤတုဟုကြောက်ပါသည်အကျိုးမှာပထမဒုတိယတရားယရဏတရားယရဏဓမ္မယရဏယရဏမြတ်သောတေနသောတရားဓမ္မတို့အားယူအပ်သည်အရိယပြန်အဆုံးမူ၍ရှိခိုးသောဘုရားမသောရောပါ၏ရှင်မြတ်ဒီဝဒနာဒီလေကလေးသာဝတ္တစာယင်းတို့သတ္တရောဓမ္မဝတ္တံအာယုမနောသံဃာမှုတို့ဒီကနာတော်ရပါလာကင်းတို့တတိယခါကာလသမယ၌မိမိတို့တဲ့အတ္တဒိဋ္ဌာဂုံဝါတရေကြီးမြတ်ခြင်းနှင့်ပြည့်စုံပြီးတို့တရားတရားသံဃာမှုဆိုတော့ယရဏမြတ်ဘုရားတို့နှင့်တကွာဆရာသမားတို့အားလူသိမြတ်တို့လက်ဆောင်မှုရှိတော်မူကုသိုလ်ကံစေရနာလူဝေတံဝလူနာဝေယဖြာဖြာတို့ဖြင့်စက္ကလူတန်းကြရသောဌာနကုသိုလ်ကံစေရနာဤစေရနာဖြာဖြာတို့ကြောင့်အရှင်သူတော်ကောင်းပေါင်းတို့သည်ယနေ့မှစ၍နိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ဘေးခတ်တဲ့ညခတ်တဲ့ကြောင့်ပြခတ်တဲ့ကာယောဂခတ်တဲ့ခါခတ်တဲ့မှာကျင်းချင်းကြီးလေးလက်ကြည့်ခြင်းဆင်းလာခြင်းချမ်းသာမြတ်တဲ့ခေါ်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုလိုကိုအာမှုကိုကြီးခြင်းစရှိသောလောကီကောင်းမှုအမျိုးမျိုးတို့နှင့်ပြည့်စုံပြီးလျင်ပရိယတိကာလနာပဋိပတိကာလနာကိုစွမ်းစားသမိုင်းထမ်းဆောင်တဲ့ဂေါတသနာအာသာတိများဖြစ်ကြ၍ပတိဝေဒဟုဆိုအပ်သောမတ်ဖို့နိဗ္ဗာန်ကိုစီကိုငါမျက်မှောက်ပြုနိုင်ကြတဲ့ယဟန်တော်ရမြတ်ကြီးဖြစ်ကြပါစေ။ဒီနေ့တို့